စဉ်တရားပြီးတော့တနည်းငယ်လေးကလူတရာတဲ့အားပြန်ခွင့်ရှိနေတဲ့အတွက်ဒီနေ့တော့နေရာယူပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်သမီးမူတရာတဲ့ပါဝင်ရှင်ပြရမည်ကြပြပေါင်းစင်ကတော့ဘူဒီကလေးဝါတုံတို့ဖြစ်ပါရဲ့ရှင်